မြန်မာပြည်မှာပညာမရှိတဲ့သူတွေအများကြီးရွှေရှိတဲ့သူတွေတော့အများကြီးပဲဥအောင်ကိုချမ်းသာနေတာရွှေရှိတဲ့သူတွေအများကြီးလို့သူချမ်းသာတာပေါ့ကွာရွှေကိုမြဲမြဲနိုးနိုးတန်ဖိုးထားပြီးဆွဲကျင်တဲ့သူတွေအများကြီးပဲပညာတန်ဖိုးထားအောင်မှဒီနိုင်ငံမသိဘူးဒါမင်းတို့ပါပါတယ်ဟုတ်လားပါဘူးလားဘာတန်ဖိုးထားမလဲရသော်ဗျာရှင်ကပညာနရဏံရတနံတဲ့ပညာဒီဟုတော့ယရနာတဲ့ယရနာတွေထဲမှာပညာယရနာဟာအကောင်းဆုံးပဲတဲ့မင်းတို့တွေ့မှာပေါ့သူများတွေကရွှေတွေအတုံးလိုက်ခင်းလိုက်အချောင်းတွေရောအချောင်းတွေရောအမျိုးစုံလာပြီးတော့ဝယ်ကြချမ်းကြပါပေါ့တွေ့နေပါပေါ့အားကြတယ်မလို့ဘူးလေသွေးကြီးထွက်တော့ဘာပညာမှမရှိအလကားလူမင်းတို့ကပညာရှိဖို့လိုတယ်ဟုတ်လားဂုံးကတရားမဟုတ်ဘူးယရနာဆိုတာမင်းသူများခိုးသွားရင်လည်းပါသွားမှာဓမြတိုက်လည်းပါသွားမှာပညာတက်တဲ့သူကြတော့ဓမြတိုက်လို့ခိုးလို့မရဓမြတိုက်သွားတယ်ခိုးသွားတယ်ဆိုတော့အဲ့ဓမြအဲ့တကူကနေကိုယ်ရှစ်ခိုးထားတာဆရာကြီးကဘယ်ပညာလိုချင်လို့ပါကျွန်တော်ဖမ်းတာကပြန်ဝေးသွားတာအကြောင်းပဲမဟုတ်ဆရာကြီးကပညာလိုချင်လို့ပါကောင်းကောင်းကြွေးထားပါပဲကောင်းကောင်းမွေးထားပါပဲကျွန်တော်တို့ဒီပညာပေးပါလို့တောင်းမှန်ကြဒါကြောင့်ပညာရွှေအို